ဖြစ်ပြီးသားအကုသိုလ်ကိုဒီမှာဘယ်တော့မှပြန်တွေ့ပြန်တွေ့ရင်တခါစေနာပေါ်ရင်တခါတမှုပဲလေဥမာမဲ့ကြက်တက်ခဲ့တယ်ကြက်တက်တော့ကတမှုမဟုတ်လားငါဘယ်တော့မှကြက်တက်ခဲ့ဘူးလေဆိုအဲ့ဒါမတတ်ရပဲမစားရပဲနဲ့တွေးတိုင်းအဲ့ဒါစေနာတစ်ခုစီသွားပြီတွေ့ရဘူးဟုတ်နော်ခုနပစ္စည်းပေါ်လောပါရှိနေတာစေနာပေါ်ကိုမထားဘူးတင်ပါဗျာပစ္စည်းကောင်းမှုမလို့ဘူးစေနာထပ်ဖို့ပြောနေတာ တင်ပါဗျာ ဟုတ်လား မှန်ပါဗျာ ဟင်ဟုတ်လား မှန်ပါဗျာ ဟင်ပစ္စည်းများဖို့ပြောတာမဟုတ်ဘူးစေနာထပ်ဖို့ပြောနေတာ မှန်ပါဗျာ ဟုတ်နော်စေနာထည့်ရမှာ ဟုတ်ပါဗျာ ဟင်ပစ္စည်းဘယ်လောက်လုံနိုင်လို့နိုင်စေနာထပ်ဖို့အရေးကြီးဆုံး မှန်ပါဗျာ ဟုတ်နော်အဲ့ဒီစေနာကခုနတို့ညီပဲနဲ့ပြောရင်ပိသာတတိလေးမဟုတ်ဘူးလား မှန်ပါဗျာ ဟင်ဘုထုံးတဲ့လူကပုဂ္ဂိုလ်ကတော့ညီပဲသားနဲ့ချမ်းမဲတယ်မှရစဉ်းစားမနေနဲ့ မှန်ပါဗျာ ဟုတ်နော်ဟင်ဒီလိုဆိုဟိုအရင်ကဟာနဲ့သွားပြီးပြန်ရင်သေးလား ပြန်ပါဗျာ ဟုတ်ကဲ့အဲ့ဒါကိုလူ တွေ့လည်းမတွေ့တော့ ဟုတ်ကဲ့လားဗျာတွေ့ရင်လေတွေ့ထိုက်တယ်လေဒီမှာ တင်ပါဗျာ တို့ပြောတာကဟိုပါတော့ဘာခေါ်တော့ညာဒီကလှူတဲ့လူကိုတို့ပြန်ပွားတဲ့ဟာရှိတယ် မှန်ပါဗျာ ဟင်အမဗရန်နဲ့ပါတယ်မဟုတ်လား မှန်ပါဗျာ ဟင်ဥပနာနာပပခနာဘာလို့ဘာယာဝိုင်မောဆို တင်ပါ ဘာနာယာဝိုင်မောလို့ဆိုတာလေချစ်ခဲ့ပြီးတဲ့အကုသိုလ်တွေတော့ ပြန်တင်ပါဗျာ မဖြစ်သေးတဲ့အကုသိုလ်မဖြစ်အောင်အဲ့ဒါကြတော့တာနော်ပြီးတော့မဖြစ်သေးတဲ့ကုသိုလ်တွေတော့ဖြစ်အောင်လုပ် မှန်ပါဗျာ ဟုတ်နော် မှန်ပါဗျာ ပြီးတော့ဖြစ်ထားတဲ့ကုသိုလ်ကြတော့ဝါတဲ့ဘောအောင်လုပ်တာ တင်ပါဗျာ စေရနာဘွားခိုင်းတာတုန်းမှာကြီး မှန်ပါဗျာ နော်ခုနဖုန်းဥပမာတော့ပေါ့ ဒီမှာဟုတ်ပါဘူးဟုတ်ပါဘူး တကယ်လို့ငါဘယ်တော့ကအခုပြောရင်တော့မဟာမြိုင်မှာဟိုကိုလိုကြီးသွားပြီးဘယ်လိုငါလူခဲ့တာကြီးလားသွားအာယုပြုလို့သွားပြီးဟောဘလုံးနဲ့တန်တတတဝတိတာဖြစ်မှာမဟုတ်တော့ဘူးငါလေတို့မမလာလာတော့မဟုတ်လားမတွေ့တော့ဘူးဘလို့ရဘူးတွေးလိုက်တွေးပြီးအပြက်ကိုကြည့်လိုက်တွေးရင်ခုတမိုင်းဒါကနှစ်သိန်း၅သိန်းကုန်တယ်ဆိုပါတွေးလိုက်ရင်တစ်ချက်တွေးလိုက်ရင်၅သိန်းခါပြန်ရတွေးရင်ရတက်တလုံးတွေးတက်တလုံးရ မှန်ပါဗျာ တော့ထပ်တွေးနေတယ်ဟင်ဟိုကနေဟိုတော်တယ်မှာကျင်းနေတဲ့တန်ခါတော့ဘယ်နည်းငါပဲပါလူကြရတဲ့အာယုံပြုလိုက်ပါကိုရောကြီးတက္ကမကြီးလူတဲ့ချိန်နဲ့မျက်ပြင်မှာယုံတာတူအောင်လား ကျိုးပါဗျာ နောက်နေ့ဆိုတည်တဲ့အရွယ်ကြပြီပေါ့ မှန်ပါဗျာ ဟုတ်နော် မှန်ပါ ကိုပစ္စည်းကောဒီနေ့ဒီလိုပဲမျက်ပြင်ကဒီလိုဟိုးမလား မဟုတ်ပါဘူး ကျန်ပါပဲနော် ပြန်ပါ ဟင်အဲ့ဒီအပြက်ကိုအာယုံပြုပြီးခုနပြောတဲ့ငါလူခဲ့တာအာယုံပြုလိုက်ရင်ခုနမျိုးစိကြီးတဲ့ဖြစ်နိုင်မလားသူကြီး ပြန်ပါ ဒီဘက်နဲ့ဆံကတော့သူကသူ